ဒီနေ့မနေ့ခင်လေးရဲ့ခေါင်းစဉ်လေးကတော့ဟေရိုမီနီကုံလောကမှာအာဏာရှိတဲ့သူတွေစီးစိမ်ရှိတဲ့သူတွေဟာတခါတလေမှာသူတို့ကိုသူတို့ဖျားသခင်လို့ထင်မှတ်မှားတတ်ကြပါတယ်ငါ့ကိုဘယ်သူမှမရှင်းနိုင်ဘူးငါပဲအကြီးမြတ်ဆုံးပဲဆိုပြီးထောင်လွှားစော်ကားတဲ့အခါဘာတွေဖြစ်လာတတ်လဲဖျားသခင်ကနှိတ်ချတဲ့သူကိုကျေးဇူးပြုပေမဲ့ထောင်လွှားတဲ့သူကိုတော့စန့်ကျင်တော်မူပါတယ်ဟေရိုမင်းကြီးရဲ့ထိမ့်လန့်စရာကောင်းတဲ့ညီကုန်းကကျွန်တော်တို့ကိုဘာတွေသတိပေးနေတယ်လဲဟေရိုမင်းကြီးဟာတနေ့မှာမင်းမြောက်တစားတွေကိုဝစ်ဆင်ပြီးရာဇပလင်ပေါ်မှာထိုင်ပြီးမိကွန်းပြောခဲ့ပါတယ်သူ့ရဲ့စကားသံတွေကိုကြားတဲ့အခါလူအုပ်ကြီးကဒါဟာလူတန်မဟုတ်ဘူးဖျားတန်ဖြစ်တယ်လို့မြောက်ပင်ပြီးအော်ဟစ်ခဲ့ကြတယ်ဟေရိုဟာအဲ့ဒီချီးမွမ်းတန်တွေကိုတာယာပြီးဖျားသခင်ရဲ့ဘုန်းတော်ကိုမထောက်ထားပဲကိုယ်တိုင်လက်ခံခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအံ့ဩထိတ်လန့်စရာဖြစ်ရတစ်ခုပေါ်ပေါက်ခဲ့ပါတယ်တမန်ကျမ်းစာတွေမှာအခုလိုဖော်ပြထားခဲ့ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး7အပိုက်ငယ်23ထိုမင်းကြီးသည်ဘုရားသခင်ဂုဏ်တွေတော်ကိုမထောက်ထားသောကြောင့်ထိုခဏချင်းတွင်ထာဝရဘုရား၏ကောင်းကင်တမန်သည်ဒဏ်ခတ်၍ကိုယ်ရင်း၌ပိုးများကိုက်သဖြင့်အနေဆရောက်လေ၏ကျွန်တော်တို့ဘဝမှာရရှိတဲ့အောင်မြင်မှုတွေအရေးချင်းတွေနဲ့ကောင်းကြီးတွေအားလုံးဟာဘုရားသခင်စီကလာတာပါအဲ့ဒီအရာတွေကိုငါတော်လို့ရတာဆိုပြီးဖျားဘုံတော်ကိုခိုးယူတဲ့အခါကျွန်တော်တို့ဟာဟေရိုလိုပဲအန်ဒီရဲ့ရှိတဲ့လမ်းပေါ်ကိုရောက်သွားပါလိမ့်မယ်။ဘုရားသခင်ကလူကိုချီးမြှောက်နိုင်သူချက်ချင်းလဲနှိတ်ချနိုင်တဲ့အရှင်ပါအောင်မြင်လေကိုတော့အားပို့ပြီးဂုဏ်ပြုလေဖြစ်တင်ပါတယ်။ထောင်လွှားခြင်းဟာပျက်စီးခြင်းရဲ့ရှေ့ပြေးပါဒီနေ့တင်းပေါ်မှာရရှိသမျှအောင်မြင်မှုအားလုံးအတွက်ဘုရားသခင်ကိုပဲဂုဏ်ပြုလိုက်ပါကိုတော့ဘုန်းတော်ကိုအမြဲထောက်ထားတဲ့သူကိုတော်ကတာ၍ချီးမြှောက်ပါလိမ့်မယ်။ကြားနာသူရောက်တိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ။အာမင်